တထေးကတော့မင်းသမီးနန္ဒာလိုင်းသူမသမီးတွေအပေါ်တင် जा ပေးထားတဲ့မှတ်သားပွဲရာစီကံမြောင်မင်္ဂလာပါပရိသတ်တို့ရဲ့ကျမတို့ရဲ့ page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်အနုပညာလောကမှာထိတ်တန့်မင်းသမီးတစ်လက်အဖြစ်ပရိသတ်တွေရဲ့အသေးဆွဲချစ်ခင်အားပေးမှုကိုရရှိခဲ့သလိုလက်ရှိမှာလည်းကြီးကြီးတက်ချမ်းသာတဲ့တထေးကတော့တယောက်ဖြစ်အေဂျင့်နဲ့မိသားစုဘဝလေးကိုတိဆောက်ထားနိုင်တဲ့သူကတော့မင်းသမီးနန္ဒာလိုင်းပဲဖြစ်ပါတယ်နန္ဒာလိုင်းဟာချစ်စရာကောင်းတဲ့သမီးလေး၃ယောက်ကိုပိုင်ဆိုင်ထားတဲ့မိခင်တယောက်ဖြစ်ကသူမရဲ့သားသမီးပြုစုပြောထောင်ပုံစီကံချက်တွေကအခုခေတ်မိခင်တွေအတွက်ရောလူငယ်တွေအတွက်ပါအတူယူစရာအလွန်ကောင်းလှပါတယ်ဒီနေ့မှာတော့ငွေကြေးချမ်းသာကြွယ်ဝတော်လဲသမီးတွေကိုဘလို့မျိုးမင်းသမီးနန္ဒာလိုင်းစနစ်တကျပြုစုပြောထောင်ခဲ့တယ်လဲဆိုတဲ့မှတ်သားပွဲရာအချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်မင်းသမီးနန္ဒာလိုင်းကသူမအောင်မြင်ကြော်ကြားမှုအနုပညာတွေအလုံးကိုဆွတ်လွတ်ပြီးသမီးလေးတွေရဲ့အနာဂတ်အတွက်အချိန်အလုံးကိုပုံဝိုက်ခဲ့တဲ့သူပါသူမကသမီးလေး၃ယောက်လုံးကိုမိခင်တယောက်ရဲ့မြတ်တာအနီကလမ်းညွှန်မှုတွေနဲ့ကိုယ်တိုင်ကိုယ်ကျပြုစုပြောထောင်ပေးခဲ့တာပါဒီလိုအနီကထိန်းချောင်းမှုတွေကြောင့်ပဲသူမရဲ့သမီးလေးတွေကအခြားသောတထေးသားသမီးတွေနဲ့မတူပဲအလွန်ကိုတည်ငြိမ်ပြီးရိုးသားတဲ့ပုံစံလေးတွေကိုပိုင်ဆိုင်ထားကြတာလည်းဖြစ်ပါတယ်ကြီးကြီးတက်ချမ်းသာတဲ့တထေးကတော့ဖြစ်လို့သမီးတွေကိုအကောင်းဆုံး branded ပစ္စည်းတွေနဲ့ဆင်ရင်ပေးနိုင်ပေမဲ့နန္ဒာလိုင်းဟာသမီးတွေကိုရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာတာယာမတ်မုံမှုမရှိအောင်တင် जा ပေးထားပါတယ်ပစ္စည်းတစ်ခုကကိုယ့်အတွက်တကယ်အသုံးဝင်နေတဲ့ကိုအထောက်ကိုပြုနေတယ်ဆိုရင်ဒါကကိုယ့်အတွက် branded ပစ္စည်းပါပဲဆိုတဲ့စိတ်ဓာတ်မျိုးကိုကလေးတွေရဲ့စိတ်ထဲမှာအမြင့်တွယ်နေအောင်ငယ်စဉ်တည်းကပြောထောင်ပေးခဲ့တာပါဒါကြောင့်သူမရဲ့သမီးလေးတွေကတန်မိုးကြီးတစ်စိတ်တွေနောက်ကိုမလိုက်ဖဲရိုးရှင်းစွာနေထိုင်တတ်တဲ့အကျင့်ကောင်းကိုရရှိထားကြပါတယ်ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်လာရင်လည်းနန္ဒာလိုင်းကအလွန်စနစ်ကျပါရဲ့ရှင်ဘလောက်ပဲချမ်းသာပါစေအတုံးနဲ့အဖြုံးကိုကွဲပြားရမယ်လို့သမီးတွေကိုအမြဲဆုံးမထားတာပါကိုယ့်အတွက်တကယ်လိုအပ်လို့ဝယ်ယူတာမျိုးမှာငွေဘလောက်ကုန်နှမျောစရာမရှိပေမဲ့မလိုအပ်ဖဲကြွားဝါခြင်းစိတ်နဲ့ငွေကြေးအမြောက်များအသုံးပြုခြင်းကိုတော့လုံးဝခွင့်မပြုပါဘူးဒီလိုသင်ကြားပေးမှုတွေကြောင့်သမီးလေးတွေကငွေကြေးရဲ့တန်ဖိုးကိုနားလည်ပြီးစနစ်တကျသုံးစွဲတတ်သူလေးတွေဖြစ်လာခဲ့တာပါနောက်တစ်ချက်ကတော့တကယ့်ကိုချီးကျူးစရာကောင်းတဲ့အချက်ပဲရှင်နန္ဒာလိုင်းရဲ့သမီးတွေကဘလောက်ပဲအစင်းမြင့်တဲ့စားတောက်ဆိုင်ကြီးတွေမှာသွားစားလို့ပိုနေတဲ့အစားအသောက်တွေကိုမရှက်မကြောက်ပဲပါဆယ်ပြန်ထုတ်ယူတတ်တဲ့အကျင့်ရှိပါတယ်အစားအသောက်တွေကိုမဖြုံးတိရဘူးဆိုတဲ့မိခင်ဖြစ်သူရဲ့ဆုံးမစကားကိုလက်တွေ့လိုက်နာကြတာပါတထေးသမီးလေးတွေဖြစ်ပေမဲ့လည်းနှမျောတင်တာကိုနှမျောတတ်ဖို့အလေလွင့်မရှိစေဖို့တင် जा ပေးထားတဲ့နန္ဒာလိုင်းရဲ့အိမ်တွင်းစီကံကတကယ့်ကိုလေးစားစရာပါနော်ကလေးတွေကိုဆုံးမယုံတယ်မကပဲနန္ဒာလိုင်းကိုယ်တိုင်ကလည်းနမည်ကြီးအိတ်တွေတမိုးကြီးအသုံးဆောင်တွေအပေါ်မှာတာယာတတ်မှတ်သူမဟုတ်ပါဘူးသူမကိုယ်တိုင်ကရိုးရိုးရှင်းရှင်းနဲ့တူတူတိတ်တိတ်နေထိုင်ပြတဲ့အတွက်သမီးလေးတွေကလည်းမိခင်ရဲ့ပုံရိပ်ကိုအတူယူကအများရဲ့အာရုံစိုက်မှုကိုမလိုလားပဲအေးအေးချမ်းချမ်းနေထိုင်တတ်ကြတာဖြစ်ပါတယ်နန္ဒာလိုင်းရဲ့သားသမီးပြုစုပြောထောင်ပုံကိုကြည့်ချင်းအဖြစ်စီးစိမ်ဥစ္စာထက်စိတ်ဓာတ်နဲ့စီကံကပိုပြီးအရေးကြီးတယ်ဆိုတာကိုတွေ့မြင်နိုင်တာပါချမ်းသာတော့လေမကြွားဝါပဲရိုးသားအေးဆေးတဲ့သမီးလေးတွေကိုမြင်ရတာကပရိသတ်ကြီးတို့အတွက်လည်းချင်လို့မိမယ်လို့ထင်ပါတယ်နော်မိခင်တိုင်းအတွေ့အကြုံတဲ့နန္ဒာလိုင်းရဲ့ဒီလိုစီကံချက်တွေအပေါ်ပရိသတ်တို့ရောဘယ်လိုထင်မြင်ကြပါသလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ